ကိုဘောလွတ်လွတ်အဲ့တခုမဟုတ်ဘူးဟာတခုကပြင်ပြီးတော့လို့မေးပုံတော့ရောက်နေလောက်ပြီအဲ့ဒါဆိုငါရိုက်နေတဲ့လူကနင်လူမားပြီးကိုရွှေချင်းကိုရိုက်နေတာဟာဟာမပြေးနဲ့ဟာမေးပြီကွာဘယ်ပြေးအောင်လဲကိုရွှေတကိုကြီးအင်းဟဲမှတ်ပလားကိုဘောလွတ်လွတ်အဲ့တခုမဟုတ်ဘူးဟာတခုကပြင်ပြီးတော့လို့မေးပုံတော့ရောက်နေလောက်ပြီအဲ့ဒါဆိုငါရိုက်နေတဲ့လူကနင်လူမားပြီးကိုရွှေချင်းကိုရိုက်နေတာဟာကိုရွှေချင်းဟာရက်ွက်ထဲမှာငွေတိုးချီစားတဲ့သူပေါ့ပြီးရင်သူကရင်ကလူမိုက်တယောက်ပေါ့ကိုဘောရဲ့သွားပါပြီငါတို့တော့ရေးဖြစ်ပြီးရေးစကန်ရောက်တော့မှတင်တယ်အဲ့ဒါလေကောင်းပါရဲ့ငါတီးသမောလာအဲ့လိုရတာပေါ့ဟောင်းနေလာအောင်ဖွဲချုပ်ကြီးကငါတို့စားပို့ထားတယ်ဒီညရထားစီရွာသွားပြီးတော့တခိုးဖမ်းရမှာတဲ့ဟမ်တခိုးကလည်းကြောင်ရွက်ကြီးနဲ့နာမည်ကလည်းရွှေကြောင်အချိန်မှာရွှေကြောင်ဟာအမြဲဆုံးနီးနဲ့ပကံလုံးစီဖို့လုပ်နေပါတယ်အားလုံးရထားပေါ်ရောက်ကြတော့မချစ်မပဲရွှေကြောင်နဲ့အတူတူထိုင်ရတာပေါ့ဒါပေမဲ့သူတို့ဟာရွှေကြောင်ကိုမမှတ်မိကြပါဘူးအချိန်မှာနီလာကမင်္ဂလာပါဦးကဘယ်သားမလို့လဲဦးရဲ့ဇာတိရွာကိုတွမ်းမလို့ကွဒါနဲ့ဦးရဲ့ဇာတိမြေကပကံလုံးရွာလိုက်ဟုတ်တယ်ဟုတ်လားသမီးတို့လည်းအဲ့ဒီရွာကိုခုပဲတွားမလို့လုပ်နေတာအဲ့ဒါဆိုဦးနဲ့တူတူတွားလို့ရပြီပေါ့အော်ဒါနဲ့ဦးကိုခွင့်ပြုအောင်နော်ဦးအိမ်နာခဏသွားချင်လို့အော်ဟုတ်ပြီဦးအဲ့ဒါဆိုမြန်သွားတော့မဟုတ်ရင်လမ်းမှာထွက်ကြနေအောင်မယ်ဟဲ့ဦးလေးကြီးကတဘောကောင်းလိုက်တာနော်ငါတို့လည်းအဲ့ရွာကိုတွားရမှာဆိုတော့အဲ့ရွာဒေတာခန်နဲ့တွေ့ရကန်ကောင်းလိုက်တာရဲလက်ကလွတ်လာပါဆိုမှရဲနဲ့မှတူတူထိုင်ခဲ့ရသေးတယ်ငါတော့ကန်ဆိုးချက်တော်ရီရပေါ့သူတို့ငါ့ကိုမမိလို့ကဲသုံးလုံးနဲ့ငါတကောင်မဟုတ်ပါဘူးကဲတစ်လုံးနဲ့ငါသုံးကောင်ပြရမယ်ကွကဲကလေးတို့ဒါဦးလေးတို့ရွာပဲဦးလေးတို့ရွာတာယာလိုက်တာရစ်တီလဲစောင်းနေပြီဆိုတော့မြင်သိခုစေရနေရတာရှာရအောင်ဒါဦးလေးတို့ရွာရဲ့တကြီးအိမ်မဲတကြီးအဲ့ဒါတွေပါလာပြီကျေးဇူးပါဦးရေတမီးတို့တဲခုစရာရှာနေရနဲ့အတော်ပဲရပါတယ်ကွဒါဦးလေးတို့ရွာကအဲ့တဲ့ရောထားရဲ့စီနာလေးပါလာဗီဗိုဘဒူရလဲလို့ကိုရှင်ငပြောတို့ကိုလာကြဟုတ်ကဲ့ပါတကြီးလာပြီဒီလိုနဲ့စီးစာတို့ဟာတကြီးအိမ်မှာတဲခိုဖို့ဖြစ်လာတာပေါ့တကြီးတို့ရဲ့ပကံလုံးရွာကိုကြာဖူးနေရကြပြီခုမှပဲရောက်ဘူးတော့တယ်တော်တော်လေးအေးချမ်းနေနော်ဦးလေးတို့ရွာကိုလာလေတာကျေးဇူးတင်ပါတယ်ကွဦးလေးတို့ရွာဆိုတော့လူလေတာရှားတယ်ကွဒါနဲ့ဦးလေးကလူပြိုကြီးလိုက်ရင်ဆိုတော့ဦးလေးကဒီနေ့နဲ့ဆိုရင်59နှစ်ရှိပြီမင်းမတော့ခုထိမယူပါသေးပါဘူးဦးလေးက59နှစ်ပြီးတော့မှသာပြောတာရုပ်ကြည့်ရတာတော်တော်လေးနူးပြိုပါပဲသမီးတော်ဆက်ဆကဦးလေးကိုတွေ့တော့20ကျော်30လို့ပဲထင်လာတာအော်ကလေးရေမမြောက်ပါနဲ့ဦးလေးတော်ကိုမြောက်တတ်နေပြီအဲ့ဒါဆိုလည်းမမြောက်တော့ပါဘူးကြီးရေကျွန်တော်တို့တွန်းလာအောင်မယ်နော်ဟုတ်ပြီခီးပန်းလိုက်ဆိုတော့တွန်းလာကြလိုက်ပေါ့အခုငါတို့ရဲ့နေရာထိုင်ခင်းတော့အဆင်ပြေပြီတခိုးစုံစမ်းရုံပဲအားလုံးအိပ်ပျော်နေချိန်စီးစာတော့အိမ်မရလို့လမ်းထွက်လျှောက်ဖို့ထွက်လာတဲ့အခုအချိန်ရှိခိုက်လုံးလာဆိုင်ပြီးတခိုးရဲ့တဲလုံစာကိုလိုက်ရှာရမယ်ဒါကိုရှင်ငပြောရဲ့အိမ်မလားခိုးလောက်ဆိုအိပ်ပြီးနေမှာပေါ့တော့နဲ့ဘာတန်လဲမသိဘူးအိမ်နောက်နာလာချင်တယ်ငါရဲ့နာရုံငါဒီတစ်ပင်အောင်မမြုပ်ထားလိုက်မယ်သူတို့ပြန်သွားမှငါပြန်ပြီးတူးလိုက်မယ်ကွာဟာကိုရှင်ငပြောပါလားညနဲ့တစ်ပင်အောင်မှာပေါက်ပြားကြီးနဲ့ဘာကြီးလုံးနေရလဲမသိမနှက်ကြမှပဲသွားပြီးမေးကြည့်အောင်မှာကိစ္စမတိချတော့အရင်ဆုံးစုံစမ်းကြည့်အောင်မယ်အခုပဲကိုရှင်ငပြောသွားမိလိုက်မယ်အော်
ပြောရင်းဆိုရင်လည်းကိုရှင်ကပြောရောက်လာတာပါလားကိုရှင်ကပြောကိုမေးစရာရှိလို့ရှာနေရ ဘာမင်းမလို့လဲစီစာမေးစရာရှိလားမေးလေ ဘာရတော့မဟုတ်ပါဘူးဒါနဲ့ကိုရှင်ကပြောရွှေဆွဲကျုပ်အင်းနဲ့တော့ ဒါဦးရဲ့မိမအမွေပေးခဲ့ရပါ ဦးမမိမရှိရပေါ့ဒါနဲ့ဦးမင်းညကတတောက်တောက်နဲ့ခြံနောက်မှာဘာရလုံးနေရလဲ အော်အဲ့ဒါကလားဦးမိမကလွန်ခဲ့တဲ့တောနှစ်ကဆုံးသွားတာလေအဲ့မှာမြုပ်ထားတဲ့ပစ္စည်းတွေပြန်ခါကြည့်ရပေါ့ဦးတို့အတွက်အမတ်တရားပစ္စည်းတွေမို့လို့ပါ ဟုတ်ပြီဦးအဲ့ဒါဆိုရင်စီးစာလဲမနှက်စာတော့ဆောက်လိုက်အောင်မယ်ဒါနဲ့လေတကြီးဦးရွှေငပြောကမိမရှိရလားယင်ဦးရွှေငပြောမှာဘလို့မိမရှိမှာတော့ပြီးရင်သူဒီနေ့3ချက်သားလောက်ရှိရဲ့ရွှေစောကျိုးကြီးနဲ့လာတာအဲ့တော့အော်ရတယ်ဟုတ်လားတမီးမနေ့ကလေညဘက်အိတ်မပြောလို့လမ်းသွားလျှောက်တော့ကိုရှင်ကပြောကအတစ်ပင်အောက်မှာပစ္စည်းဘာလည်းမသိဘူးပေါက်ပြားနဲ့အလုံးရှုံနေရပဲအဲ့နဲ့တမီးလည်းမနှက်ကြတော့တွေ့လို့မေးကြည့်တော့သူပြောကသူ့မိန်းမနဲ့တဲ့အမှတ်တရပစ္စည်းတွေကိုအမှမြုပ်ထားလို့တဲ့ပြန်တူးကြည့်နေတာတဲ့ရွှေစောကျုပ်ကိစ္စယုံနိုင်သေးမိန်းမရှိရတော့လုံးဝမယုံနိုင်ဘူးကွပြီးရင်ဒီကောင်ရွှေဆွဲကျုပ်ကိုလေဘလို့ဝဲနိုင်တာလည်းမသိဘူးသူမြို့တော့အလုံးလုံးတာဖြင့်4-5လပဲရှိသေးတယ်ဒီလောက်တော့ထောသွားတာအဲ့လိုကြောင့်လေဟုတ်သားပဲကိုရှင်ကပြောတာမတင်ကားစရာကောင်းနေပြီတမီးတို့တိတိကျကျစုံစမ်းမှဖြစ်မယ်ဒါတမီးမနေ့ကကိုရှင်ကပြောကိုတွေ့ခဲ့နေရပဲဟုတ်ပြီအဲ့ဒါဆိုရင်ဦးတို့အမြင်ဆုံးတူးကြည့်အောင်ပြီးဦးအဲ့ဒါဆိုရင်တူးဖို့ရတော့ကိုပေါင်းတော့ပဲအကိုရတော့မှာပဲဦးကဒါမျိုးဆိုအရန်ကျွမ်းတာလာပြီကွတူပြီ ဟုတ်ပါပြီဒို့ကိုပေါင်းကအတူးကျွမ်းအတီးကျွမ်းနေဆိုတာသိပြီးသားပါကဲသူတော့ရွှေတွေပါလားဒီကောင်ဓာတ်တွေဘယ်ရလာလဲတိချပေါက်ခိုးလာပဲဖြစ်ရမယ်ကဲအဲ့ဒါဆိုရင်ဒီဦးရွှေငပြောငါတို့လိုက်ရှာနေရဲ့ရွှေကြောင်ကြောင်ပေါ့အော်ဦးလေးတမီးတို့ကတကယ်တော့ရဲတွေပါဒီရွာကိုလာရတဲ့ဆိုတာကလည်းပျောက်သွားတဲ့တခိုးကိုလိုက်ရှာဖို့ပါအခုတော့တွေ့ပြီဆိုတော့တမီးတို့နဲ့သူပူပေါင်းပေးပါအောင်နော်ဟုတ်ပြီဦးတို့ရွာမှာဒီလိုမျိုးတခိုးတော့နေခွင့်မပြုနိုင်ဘူးကဲလာပါကြားတယ်သွားဖမ်းကြရအောင်ပြောကိုရှင်ကပြောရေးခဏတော့တကြီးတို့တမီးအိမ်ထဲဝင်ပြီးသွားကြည့်လိုက်အောင်မယ်အပြင်မှာပဲစောင့်နေအောင်ပြီးရင်သူအပြင်မှာပဲဖြစ်ဖြစ်ဘယ်မှာပဲဖြစ်ဖြစ်မလွတ်စင်နဲ့နော်ဟာထင်ထားတဲ့အတိုင်းပဲရွှေကြောင်ကြောင်တော့ထွက်ပြေးပြီထင်တယ်မရဘူးခုပဲအမီလိုက်ရမယ်မိုင်းစီစာအေးဘလို့ဖြစ်သွားပြီလဲဟိုမှာရွှေကြောင်ကြောင်ထွက်ပြေးသွားပြီအဲ့ဒါကြောင့်မို့ကိုကုန်းတို့လိုက်ဖမ်းနေရဒီမတို့လည်းမြင်လိုက်ရအောင် ဒီရေးတွေအဲ့လိုလုံးဝင်လို့ထင်လို့တမင်ကစီစဉ်လာတာအခုတော့ငါရထားနဲ့ပြေးပြီတတဒီကောင်ရွှေကြောင်ကြောင်အခုအဝေးတော့မရောက်တော့သေးဘူးဒီကောင်ရထားထဲမှာပဲရှိလောက်သေးတယ်ဒီတစ်ခေါက်တော့မိအောင်လုပ်ရတော့မယ် ဒီတစ်ခေါက်တော့လွတ်ပြီကွာငါအမေရိကန်မှာချမ်းတနေပဲနေတော့မယ်ဒီကောင်ကြီးကတော့တတအိုးအဲ့ဒါနဲ့ခမရကျွန်တော်နဲ့တူတူထိုင်ရမယ်လူထင်တယ်နေပါဦးကျွန်တော်ခမရကိုတနေရာမှာမြင်ဘူးတလို့ပဲတီးပြီခမရရွှေကြောင်ကြောင်ပဲအဲ့ဒါဆိုခမရဘဒူတော့ဗျကျွန်တော်ဘလို့တီးနေရတော့တီးရမယ်လေငါကမင်းကိုလိုက်ဖမ်းနေရဲတွေရဲ့ဖွဲ့ချုပ်ကြီးပေါ့ခေါင်းဆောင်ပေါ့ဟာငါဖွဲ့လို့စိတ်ချလို့လိုက်လာတာမင်းတော့ဘယ်ပြေအောင်မလဲကွယ်ဟောဗျာရွှေကြောင်ကြောင်ရေမင်းတော့ဒီခေါက်တော့အသေးဖမ်းပြီအောင်မမင်းကတယောက်တည်းမလွတ်မှတီးလို့ကြံရပါနဲ့ပါလာပြီးတော့ထွက်ပြေးမလို့လုံနေရကိုမင်းရဲ့ကြံရပါရောဒီနေ့နှစ်ယောက်လုံးကို6ထဲထည့်ပြမယ်အေးမမလားနှစ်ယောက်လုံး အမလေးတပည့်လေးရှိရအားကိုးရမယ်မတာဆရာရင်ကိုတော့ပြန်ရိုက်နေတယ်လွတ်ငါတခိုးမဟုတ်ဘူးဟဲ့မင်းတို့စိတ်ချလို့လာဖမ်းကိုကငါရိုက်ခံနေရတယ် အော်ဂိုင်းချုပ်ကြီးရွှေပြီးတောင်းဝင်มาဗျတောင်းဝင်มาဗျ တော်တိတက်တဲ့တပည့်ရိုက်ပြီးမှလာတောင်းပန်နေရနောက်ဆုံးတော့ရွှေကြောင်ကြောင်ကိုဖမ်းမိသွားကြတာပေါ့စီးစာတို့ဖွဲ့ရဲ့လူဆိုးတွေကိုဖမ်းတဲ့အစီအစဉ်လေးတွေကိုကြည့်ချင်တယ်ဆိုရင်ဒီ channel လေးကို subscribe လုပ်ထားဖို့မမေ့ပါနဲ့နော်